အခုမြင်တွေ့နေရတဲ့ဒီလူကပေါ့နော်သူကဆိုင်မှာလာပြီးတော့မှ laptop ကွန်ပျူတာပေါ့နော်သူလာခိုးရတဲ့ဗီဒီယိုလေးပဲဖြစ်တယ်ပေါ့နော်ဒီ laptop ကွန်ပျူတာကိုထားနေရပါသူကသိရဆိုတော့သူအရင်ကလည်းဒီဆိုင်အောင်သူလာပြီးတော့မှဒီ laptop ထားနေအောင်သူတွေ့ပြီးတော့မှနောက်ခါကျရင်ကလာခိုးမယ်ဆိုတဲ့သဘောဖြစ်နိုင်တယ်ပေါ့နော်ဆိုင်နာမည်ကိုတော့ပေါ့နော်ပဇွန်တောင်ဆိုင်လို့လည်းသိရတယ်ဒီဗီဒီယိုလေးကိုကျွန်တော်တို့တူကအစဆိုကြည့်စုကြမယ်ခင်ဗျာကြီးလို့ရင်တော့မာကြီးကျွန်တော်တို့အကြီး20သေး20လို့ရင်တော့အခုအသေးတော့ဆိုင်မှာရှိတယ်အကြီးမရှိဘူးခံရမေးခဲ့တော့မရဘူးလားခံရလက်ခံလို့ရတယ်ဟုတ်ကဲ့ပါဟိုကျွန်တော်ဖုန်းနံပါတ်ပေးခဲ့တယ်ရောက်တော့ကျွန်တော်ပေးမယ်ဟိုသင်းဆိုင်ကြောင်းပါဘာဖြစ်လို့ဒီလူတွေကသူများရဲ့ပစ္စည်းတွေကိုအချောင်သက်နဲ့လူချင်းရတာလဲဆိုတာကတော့တော်တော်လေးကိုစဉ်းစားရခက်တယ်အစားအစိုးလည်းပဲကျေးဇူးပေးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့အားလုံးကျန်းမာချမ်းသာကြပါစေအလောက်ကများအဆင်ပြေကြပါစေလို့ကျွန်တော်ဒီနေရာလေးပြီးတော့မှဆုတောင်းပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ